အားလုံးပဲမင်္ဂလာပါရှင်ညီမမြန်မာမှပြန်လည်ကြိုဆိုပါရစေညီမအခုရောက်ရှိနေတဲ့နေရာလေးကတော့အမှတ်23ကန်နာလန်တခင်မြပန်းချံအနီး Star High စီတိုင်းဘေးမှာရှိရဲ့ညီမမြန်မာရှိုးရုံးကြီးမှာပဲဖြစ်ပါရဲ့ရှင်ဒီကနေ့မှာတော့ညီမလုပ်ငန်းသုံးဝယ်ယူသွားတဲ့ customer တဦးရဲ့တွေ့ကြုံလေးတွေကိုမြင်မြန်သွားမှာပဲဖြစ်ပါရဲ့ရှင်အကူမင်္ဂလာပါရှင်မင်္ဂလာပါဟုတ်ကဲ့ပါအကူရဲ့လက်ရှိလုပ်ငန်းသုံးညီမကားလေးအသုံးပြုရတဲ့ပတ်သက်ပြီးတော့အတွေ့အကြုံလေးကိုအနည်းငယ်လောက်မေးခွန်းပြပါနော်အကူဟုတ်အရင်ဆုံးအကူရဲ့နာမည်နဲ့လုပ်ငန်းအမျိုးအစားလေးကိုတစ်ချက်လောက်မိတ်ဆက်ပေးပါအောင်ရှင်အကူနာမည်ကတော့မျိုးသူတာပါအကူက Grace Wing Company Pharmaceutical Company Limited မှာ Sales and Marketing Manager အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်ဟုတ်ကဲ့ပါအကူလက်ရှိလုပ်ငန်းသုံးညီမကားလေးကိုအသုံးပြုရတဲ့ပတ်သက်ပြီးတော့အဆင်ပြေမှုရှိရလားမသိဘူးရှင်ပြပါတယ်ဗျအရင်ကရောဘာကားလေးအသုံးပြုရလဲမသိဘူးရှင်အရင်တော့အကူတို့ရုံးမှာ light truck တို့ high jet တို့အသုံးများပါတယ်အခုလက်ရှိကတော့ဒါ Neo ကိုအကူတို့ဝယ်သုံးပြတာပေါ့နော်ဟုတ်ကိုအရင်စီကားလေးကိုအသုံးပြုတော့ကုန်ကြစရိတ်နဲ့အခုNeo EV ကားလေးကိုအသုံးပြုကုန်ကြစရိတ်ဘယ်လိုမျိုးတက်တာဝါလဲဆိုတာတစ်ချက်လောက်ပြပြပေးပါအောင်ရှင်အဓိကတော့စီပေါ့အကူတို့တောင်းရစီ light truck တွေသုံးတဲ့အချိန်မှာတစ်လကို3သိန်းနဲ့အထက်လောက်တော့စီဖို့ကုန်တာပေါ့အခုဆိုလို့ရှိရင်တော့ဒါ Neo ကိုသုံးခြင်းအပြင်တော့စီဖို့3-4သိန်းလောက်အကူတို့တစ်လကို save လုပ်နိုင်တာပေါ့အဲ့ဒါတော့ချမှုရှိသွားပါတယ်ဟုတ်ကဲ့ပါကို EV ကားအသုံးပြုရဲ့အတွက်ပုံမှန်စီကားအသုံးပြုတော့ကနေပေါ့နော် maintenance ကိုဘယ်လောက်ထိတက်တာသွားရလို့အခုအနေနဲ့ထင်ပါလဲမသိဘူးရှင်တော်တော်တက်တာပါတယ်တော်တော်တက်တာလဲဆိုတာလေအဓိကကတော့အင်ဂျင်ပိုင်းဆိုင်ရာတွေမပါတဲ့အတွက်အင်ဂျင်ပိုင်းဆိုင်ရာ maintenance cost တွေတက်တာသွားတယ်။နောက်အင်ဂျင်ပိုင်းလဲရတဲ့ဥစ္စာတွေတက်တာသွားတာပေါ့နော်။တစ်လကို3-5သိန်းလောက်အသားလေးတက်တာသွားပါတယ်။ဟုတ်ကဲ့ပါရှင်ကို Neoမြန်မာရဲ့ after sales service ပေါ်မှာရောအခုအနေနဲ့ကျဉ်းနှံမှုရှိရလားမသိဘူးရှင်။ after sales service ကတော့ကိုတို့ဒီ Neoမြန်မာနဲ့ join ပြီးတော့ဝယ်ထားတာ3-4လလောက်ပဲဆိုတော့လေ after sales service ကတော့လုံးမကြည့်ရသေးတော့မသိသေးပါဘူး။ဒါပေမဲ့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ဒီလုပ်ငန်းသုံး Neo ကားလေးရဲ့အကျိုးပြုပုံနဲ့အသုံးဝင်ပုံတွေရောအခုအနေနဲ့ဘယ်လိုမျိုးအကြံပြုခြင်းလဲမသိဘူးရှင်။အဓိကတော့ EV ကားတွေက Petroleum ကားတွေနဲ့စားလို့ရှိရင်အဓိကကွာခြားချက်ကတော့ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုမရှိဘူးလေအဲ့လိုမရှိတဲ့အတွက်အခုဆိုလို့ရှိရင် global warming လို့ခေါ်တဲ့ကမ္ဘာကြီးပူနွေးလာမှုအများကြီး safe ဖြစ်တယ်နောက်တစ်ခုကကြတော့ petroleum သုံးရတာတွေညော့သွားမယ်အခုစောကပြောခဲ့သလိုပဲ engine maintenance လုပ်ရတဲ့ fees အများကြီးတက်တာသွားမယ်ဆိုတော့ဒီဟာတွေအတွက်ကတော့အများကြီးတက်တာသွားတာပေါ့ဟုတ်ကို Neo ကားလေးကိုအသုံးပြုပြီးတော့ပေါ့နော်လုပ်ငန်းလည်ပတ်ရမှာရောအရင်ကတည်းကဘယ်လိုပို့ပြီးတော့အမြတ်ဆုံးနေပို့ပြီးရတယ်လို့အခုအနေနဲ့ထင်ပါတယ်ရှင်အမြတ်ဆုံးဆိုတာတဲ့အခုလို engine ဆိုင်ရာမှာခုနက maintenance cost တွေတက်တာသွားမယ်နောက်တစ်ခုက engine wine လဲတဲ့လဲကားတွေတက်တာသွားမယ်နောက် daily use ဖြစ်တဲ့ petroleum ထည့်ရတာတွေတက်တာသွားမယ်အတွက်တစ်လကို4-5-6သိန်းတော့အသာလေးစိတ်ဖြစ်သွားပါတယ် company အတွက်ကိုဒါ Neo မြန်မာကထုတ်တဲ့ EV ကအသုံးပြုမှုနဲ့ရိုးရိုး petroleum ကအသုံးပြုမှုရဲ့ကွာခြားချက်ပဲလို့အခုထင်ပါတယ်ဟုတ်ကဲ့အခုကျေးဇူးအများကြီးတင်ပါတယ်ရှင်အခုနောက်ထပ်ပေါ့နော်ဒီ Neo ကားလေးကိုအခုအနေနဲ့အတိတွေညှိုးပေးလို့လားဒါမှမဟုတ်ပဲကိုယ်တိုင်ပဲလေးလာရင်းနဲ့မှဝယ်ဖြစ်သွားလားမသိဘူးရှင်မိတ်ဆွေတွေကညှိုးပေးရင်းနဲ့တချို့ဟာတွေလေးလာရင်းနဲ့ဒီမျိုးဝယ်ဖြစ်သွားတာပါဗျဟုတ်ကဲ့ပါအခုနောက်ဆုံးမေးခွန်းလေးအနေနဲ့အခုအနေနဲ့ပေါ့နော်ဒီ Neo ကားလေးကိုအသုံးပြုနေတဲ့အတွက်ကြောင့်ဘယ်လိုမျိုးအားသာချက်လေးတွေရှိသွားတယ်လို့ထင်မှလည်းမသိဘူးရှင်အဓိကအားသာချက်ကတော့3ချက်ပေါ့စီဖို့တက်တာသွားမယ်နောက်တစ်ခုက engine maintenance fee တွေအများကြီးတက်တာသွားမယ်အဓိကအရေးအကြီးဆုံးကတော့ခုနကပြောတဲ့ကဘာကြီးပူနွေးလာမှုကိုပြတ်တင်တဲ့အနေနဲ့ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုမရှိတဲ့အတွက်ကဘာကြီးအတွက်လည်းအများကြီး safe ဖြစ်သွားပါတယ်ဟုတ်ကဲ့ပါရှင်အခုလိုမျိုးအခုရဲ့အချိန်လေးတွေကိုပေးပြီးတော့ဖြည့်ချပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်အခုကလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါရှင်အခုသွားတဲ့ခရီးမှာလည်းအနေငယ်ကင်းပေးရှင်းပြီးတော့တာရတဲ့ခရီးလေးဖြစ်ပါစေနော်ကျေးဇူးပါ